Hello, Mingla, Bakamia, about Chelsea, Dying, what a fake no about devotional. Season of Vidama, Alan Gopian, so no said there. Did about no about Dogatino at Twin Lugopianity, South Bay Bass, didn't Maro, he Shai Kanji, those that take and take out John Gopian, Sinchim Bopsabade, Paya the King, go where Jenna Pater Labi so yin. Janet Lura Madibu, 2 years the media upon go where Jenna Pater Labi, so I'm yet and serious title of Paya the King Tabade. Itela Lumio, they got since that Paya the King Jow. ဖယားသခင်အားဖြင့်ဖယားသခင်လက်ယုံတော်ကြောင့်ဖြစ်နေလင့်ကစားတစ်ချက်ဆိုရင်သူတို့ကကျန်တဲ့ဖယားတွေနောက်လိုက်ပြီးတော့မှကြောခိုင်းလာပြီဆိုရင်ဖယားသခင်ကျန်တဲ့အရာတွေပို့ပြီးတော့မှ serious ထားပြီးတော့မှအမှုအရေးယူတော့ဖယားသခင်ဖြစ်ပါတယ်ဣသေလလူမျိုးပဲလားတဲ့မဟုတ်ဘူးဒီကနေ့ယုံကြည်သူများရဲ့အသက်တာမှာလည်းမိသားစုများတင်းရဲ့ကိုးကွယ်ခြင်းတင်းရဲ့မျော်လင့်ခြင်းတင်းရဲ့ခိုလုံခြင်းနဲ့ပတ်သက်လာပြီဆိုရင်မိသားစုများ ဖယားသခင်ကအရန် serious ထားတာဖြစ်တယ်။သူကလွဲလို့တင်ကကြံတဲ့အရာတွေကိုမှမျောလင့်တယ်ဆိုရင်သူကလွဲလို့ကြံတဲ့မြင်လို့ရတဲ့လူအပေါ်မှာမြင်လို့ရတဲ့စီးစိမ်တွေအပေါ်မှာမြင်လို့ရတဲ့ငွေကြေးတွေအပေါ်မှာမြင်လို့ရတဲ့စီးပွားရေးတွေအပေါ်မှာနိုင်ငံတွေအပေါ်မှာအစိုးရတွေအပေါ်မှာမိခိုးတယ်ဆိုရင်အဲ့ဒါကိုလည်း serious ထားပြီးတော့မှမနစ်သက်သောဖယားသခင်ဖြစ်ပါတယ်။ဘာကြောင့်လဲကျွန်တော်ဒီလိုဖတ်ပေးပါမယ်ဒီမှာ စစ်ကူတောင်းအံသောငါဟေရှာခန်းကြီး31ငယ်1ကိုဖတ်ပေးပါတယ်စစ်ကူတောင်းအံသောငါအေဂုတ်တုပြည်သို့သွား၍မြင်းတို့ကိုအမိပြုလျက်များစွာသောယထာတို့ကို၎င်းအာကြီးသောမြင်းစည်းတရေတို့ကို၎င်းခိုလုံလျက်အဲ့ဒီခါတုန်းကသူတို့ရဲ့စစ်မစ်တဲ့အားလုံးကိုမြင်းတွေနဲ့အဲ့ဒီမြင်းယထာတွေနဲ့အဲ့ဒီမြင်းစည်းတရေတွေနဲ့နော်ပြီးရင်စစ်သားပေါင်းဘယ်လောက်ရှိတယ်လဲဆိုတဲ့အပေါ်မှာနိုင်ငံတနိုင်ငံအင်အားကိုတိုင်းတာတာဖြစ်တယ်အဲ့ဒါကိုပြောနေတာဖြစ်တယ်အဲ့ဒီ Egypt လူမျိုးတွေရဲ့စစ်အင်အားကိုကြည့်ပြီးတော့မှအဲ့ဒီပေါ်မှာခိုလုံတဲ့ သူတို့ကိုအစင်ကောင်းကြီးပေးတော့သူတို့ကိုအစင်ကာကွယ်တော့သူတို့ကိုအမြဲတမ်းအောင်ခြင်းပေးတော့ဖယားသခင်ကိုကြောခိုင်းပြီးတော့မြင်လို့ရတဲ့အဲ့ဒီစစ်မြင်းတွေနော်တရိษံတွေလူတွေပေါ်မှာခိုးလုံးတဲ့ဆိုရင်တဲ့ဖယားသခင်ကဆက်ပြောလဲဆိုတော့မြင်းစီတရေတို့ကိုခိုးလုံးလျက်တဲ့ဣသေလအမျိုးဤတန့်ရှင်းသောဖယားကိုမမျော်လင့်သူတို့ရဲ့မျော်လင့်ချတာကဖယားမဟုတ်တော့အရင်တော့ကမျော်လင့်ခဲ့တယ်အခုသူတို့မျော်လင့်တာကမြင်လို့ရတဲ့အဲ့ဒီ Egypt ရဲ့စစ်အင်အားဖြစ်သွားတာ ဣသေလမျိုးတန့်ရှင်းသောဖယားကိုမမျော်လင့်ထာဝရဖယားကိုမရှာဘဲနေတော့သူတို့ဒီလေမင်္ဂလာမင်္ဂလာမဟုတ်မင်္ဂလာရှိကြ၏အဲ့ဒါကြောင့်မိသားစုများဖယားသခင်ကကိုးကွယ်ခြင်းနဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့ရဲ့မျော်လင့်ခြင်းနဲ့ပတ်သက်လာပြီဆိုကျွန်တော်ယုံကြည်ကိုးစားအားထားရနဲ့ပတ်သက်လာပြီဆိုအမြဲတမ်း serious ထားတော့ဖယားသခင်ဖြစ်တယ်တင်စုတောင်းသောအရာအခုချက်ချင်းမရပေမဲ့လည်းသူ့ကိုအစင်မျော်လင့်စေခြင်းတော့ဖယားသခင်ဖြစ်တယ်တင်းရဲ့ရီမန်းချက်ပန်းတိုင်အခုလက်ရှိမရောက်သေးပေမဲ့လည်းမပြည့်စုံပေမဲ့လည်းဖယားသခင်ဒီသူ့ကိုမျော်လင့်တော်သူကိုဘယ်တော့မှမစွန့်ပစ်တော့ဖယားသခင်ဆိုတော့ကိုဆက်ပြီးတော့မှယုံကြည်အားထားမျော်လင့်စေခြင်းတော့ဖယားသခင်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူ့အပြင်မှာကျန်တဲ့လောကမြင်လို့ရတော့ရာကျန်တဲ့လောကဖယားတွေရဲ့ပေးသောမျော်လင့်ချက်ကယာယီပဲဖြစ်တယ်။ဟေရှာယ47မှာပြောတာဘာကြောင့်သူ့ကိုမျော်လင့်စေခြင်းတလဲတဲ့ သူ့ကိုမျော်လင့်တော်သူကတဲ့ရွှေလင်းယုံလိုပဲအမြဲတမ်းအားသစ်နဲ့ပြန်လဲဖြည့်ဆည်းပေးတာမကပဲနဲ့ခရီးကျွန်တော်ဖတ်ပေးမယ်ခန်းကြီး47အငယ်ဒီလိုလာပါတယ်ထာဝရဘုရားကိုမျော်လင့်တော်သူတို့မူကအားပြည့်ကြလိမ့်မည်ရွှေလင်းတာကဲ့သို့မိမိအတောင်တို့ကိုအသစ်ပြုပြင်ကြလိမ့်မည်ပြေးတော်လဲမပင်မခရီးသွားသောအခါမမောရကြကျန်တဲ့လောကရတဲ့ဘာမှမပေးဘူးအဲ့ဒါတည်းအားလုံးဖယားသခင်ကသာလင်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်မိသားစုများ တင်းရဲ့မျော်လင့်ရသည်ဖယားသခင်သားလည်းဖြစ်ပါစေတင်းရဲ့ခိုလုံရသည်ဖယားသခင်သားလည်းဖြစ်ပါစေကျွန်တော်တို့ရဲ့ bank account ပေါ်မှာကျွန်တော်တို့ရဲ့အားအင်ပေါ်မှာကျွန်တော်ရဲ့ကျန်းမာခြင်းပေါ်မှာကျွန်တော်ရဲ့အပိုင်းဝိုင်းပေါ်မှာကျွန်တော်တို့ရဲ့လုပ်ငန်းပေါ်မှာကျွန်တော်တို့ရဲ့ဝင်ငွေပေါ်မှာအခုကျွန်တော်တို့ရဲ့ဖြစ်တည်ခြင်းပေါ်မှာမျော်လင့်ပြီးတော့မှဒီရအားလုံးကဖယားကြောင့်မဟုတ်ပါဘူးဆိုတဲ့ပုံစံနဲ့ နော်ဖယားကိုဆက်ဆံမိတယ်ဆိုရင်ဖယားသခင်နဲ့အဲ့ဒါနဲ့ပတ်သက်လာပြီးအမြဲတမ်း serious ထားတော့ဖယားသခင်ဖြစ်တယ်အဲ့ဒါကြောင့်မိသားစုများဘယ်အခြေအနေမှာပဲကြုံအနှိမ့်တော်၎င်းအမြင့်တော်၎င်းကောင်းစားခြင်းမကောင်းစားခြင်းကြားမာခြင်းမကြားမာခြင်းဘယ်အချိန်မဆိုမှာကျွန်တော်ကိုးကွယ်တော့ဖယားသခင်မေတ္တာတော်ပေါ်မှာအမြဲတမ်းမူတည်ပြီးတော့မှသူ့ရဲ့မေတ္တာတော်ကိုတန်တရားမရှိမိဖို့နဲ့သူ့ကိုယ်တိုင်အမြဲတမ်းမျော်လင့်ပြီးတော့မှအသက်ရှင်တော်သူများဖြစ်ဖို့လို့အမြဲတမ်းလိုချင်တော့ဖယားသခင်ဖြစ်တယ်နောက်ဆုံးနဲ့ပြန်ဖတ်ပေးပါနဲ့ပါမယ် ငယ်31 ငယ်31တစ်ထဲမှာဒီလိုလာပါတယ်
ဣသေလအမျိုးတန့်ရှင်းသောဖျားကိုမမျော်လင့်ထာဝရဖျားကိုမရှာဘဲနေသောသူတို့သည်အမင်္ဂလာရှိတယ်ယုံကြည်သူများမကြားခြင်းဆုံးစကားကအမင်္ဂလာဖြစ်တယ်အမင်္ဂလာဆိုတာကမိသားစုများပြမှုအကြီးကြီးတွေလုံးမပဲအမင်္ဂလာတက်ရောက်တာမဟုတ်ဖျားကိုကြောခိုင်းပြီးတော့မှမြင်လို့ရသောလောကအရာတွေပေါ်မှာမူတည်မိခြင်းသည်လည်းအသက်တာ၌အမင်္ဂလာကိုဖြစ်စေသောတကားကိုဖွင့်ခြင်းဖြစ်တယ်ဆိုတာကိုဒီအားနဲ့ဆုံးသက်ချင်တာဖြစ်တယ်အဲ့ဒါကြောင့်မိသားစုများတင်းရဲ့အသက်တာ၌အမင်္ဂလာကိုဖြစ်စေသောတကားကိုမဖွင့်ပါစေနဲ့ဖယားသခင်ကိုအစင်မျောလင့်ခြင်းနဲ့အသက်ရှင်ပါအမြဲတမ်းအားပြည့်လာမှာဖြစ်တယ်အမြဲတမ်းအသက်တော်အိုင်နဲ့ဖယားသခင်ဖြစ်ပေးမှာဖြစ်တယ်အမြဲတမ်းယုံကြည်ခြင်းအသက်နဲ့အမြဲတမ်းလမ်းဆန်းခြင်းနဲ့ဖယားသခင်ကပို့ဆောင်ပေးမှာဖြစ်တယ်ဆိုတာအညာလောက်နဲ့တိုက်တွန်းခွင့်အားပေးကြတာဖြစ်တယ်အရောက်တိုင်းဖယားရှင်အထုပဲကောင်းချီးပေးပါစေ